သမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်ခရစ်စမတ်နိုဗီနာပြင်စမနေ့ဆုတောင်းမြတ်တာအိုချစ်ဖွယ်တော်မူထသောယေရှုဖျားတပည့်တော်တို့သည်အရှင်ဤဒုက္ခဝေဒနာကိုပုံမနာကျင်စေရန်ပြုလုပ်မိခဲ့ပါသည်အရှင်ဤအခွင့်လွတ်ခြင်းချမ်းသာကိုရရှိရန်အဘယ်သို့ပြုရအံ့နည်းစစ်မှန်သောဝမ်းနည်းခြင်းဖြင့်နောင်တရမိပါသည်တို့ဖြစ်ပါ၍ကိုရောရှင်ဤအခွင့်လွတ်ခြင်းကျေးဇူးတော်ကိုရရှိရန်အတွက်မြည်သည့်အရာကိုမဆိုပြုလုပ်ရန်အသင့်ရှိကြပါသည်အတိုင်းမသိကောင်းမြတ်တော်မူသောဖရာကိုရောရှင်အားမိမိကိုမိမိချစ်သည်ထက်ပင်ချစ်ခင်မြတ်နိုးနိုင်ရန်၎င်းအ ਨੇ ဆုံးကိုရောရှင်အားချစ်ခင်မြတ်နိုးကိုးကွယ်လိုသောစိတ်ဆန္ဒသည်ပြင်းထန်စွာဖြစ်ပေါ်နေနိုင်ရန်၎င်းလိုအပ်သောခွန်အားတကူကျေးဇူးကိုပေးသနာတော်မူပါအကြောင်းမူကားကိုရောရှင်သည်သာလျှင်ထိုသို့သောစိတ်ဆန္ဒကိုဖြစ်ပေါ်စေနိုင်သူဖြစ်ပြီးအရှင်တပါးတည်းသာလျှင်ခွန်အားပေးစွမ်းနိုင်သူဖြစ်သောကြောင့်ဒီကိုရောရှင်အားကြီးလေးစွာပြမမိခဲ့သောကြောင့်ကြီးမားသောချစ်ချင်းမေတ္တာဖြင့်ပြန်လည်ပေးဆက်နိုင်ရန်တင်လှပေသည်တို့ဖြစ်ပါ၍တပည့်တော်တို့၏နှလုံးသားသည်ချစ်ချင်းမီးရှံဖြင့်အစဉ်တောက်လောင်နေစေရန်ကူညီမဆတော်မူပါ။အိုမေတ္တာတော်ရှင်ဖျားတပည့်တော်တို့သည်ငရဲဤကြေးကျွန်ဖြစ်ခဲ့ပါတော်လေယခုမူကားအရှင်တပါးတည်းသာစိုးပိုင်တော်မူပါယံမိမိကိုယ်ကိုလုံးလုံးလျားပူဇော်အနံ့ပါသည်ဖျားကြည်ပြူစွာလက်ခံတော်မူလျက်အရှင်ဤမေတ္တာတော်နှင့်ချီနှောင်ထားတော်မူပါ။အိုယေရှုဖျားယနေ့မှစ၍ကိုရောရှင်အသက်သာအသက်ရှင်နေထိုင်လျက်ထာဝရအသက်သို့ပြောင်းချိန်တွင်လည်းကိုရောရှင်၌သာဘဝကူးပြောင်းနိုင်ရန်အရှင်ထံပူဇော်အနံ့ပါသည်ဖျား။အိုအမိမေတော်မာရိယာတပည့်တော်တို့၏မျှော်လင့်ရာမေတော်၏ဖျားဖြစ်တော်မူသောတပည့်တော်တို့၏အရှင်အားချစ်ခင်မြတ်နိုးနိုင်ရန်လိုအပ်သောကျေးဇူးတော်ကိုတောင်းလျှောက်ပေးသနာတော်မူပါတောင်းလျှောက်သောအရာဟုသမျှကိုလည်းအမိမေတော်အားဖြင့်ရရှိမည်ဟုမျှော်လင့်ပါသည်အာမင်